မင်္ဂလာပါရှင်ဒါလေးကအိုပယ်လေးနော်အိုပယ်လေးပါသူကငွေတယ်ပေါ့နော်ငွေတယ်သူကဒီမှာနော်ကနုတ်လေးတွေနဲ့လက်ရလေးကလှတယ်လက်ရလေးကလှလေးနော်ဒီလိုလက်ရဆိုမင်းတို့ဒီမှာလက်ခရင်6000လောက်ပေးရမယ်နော်သူတို့ရဲ့လက်ရလေးတွေအရန်လှတယ်နော်အိုပယ်လေးကလည်းလှပါတယ်အိုပယ်လေးကလည်းလှပါတယ်ဒါတခွင်းပေါ့နော်ဒါကြတော့စိန်နဲ့မြလေးလက်ရလေးလှတယ်ဒီလိုကနုတ်လေးနဲ့နော်ကနုတ်လေးနဲ့ဒါအိုးပေါက်နော်ဘာလဲမြအိုးပေါက်တယ်နော်မြအိုးပေါက်တယ်မင်းမတမီးရပဲတိုင်းမီရောက်နေလည်းမသိအဲ့ဒါလေးရှိတယ်နောက်ဒီမှာကားနဲ့လည်းရှိတယ်ကားနဲ့ကဒီလိုလေးနော်ကားနဲ့ကလာတယ်ကားနဲ့ကစေးပါလားလို့ကြည့်ဟုတ်တယ်စေးပါနော်ဒီလိုလေးလှနော်လက်ရလေးရလှတယ်လက်ရလေးရလှဒါတော့ handmade ကမာပလဲအကိတ်ကြီးနော်လှမသိရင်ဒါကိုပိတ်ပလဲပုံစံကြီးလို့ဖြစ်နော်ရှယ်ပဲလက်ရှာတော်တော်လှတယ်ဒီမှာ one set ဝတ်လို့ရတယ်ဒီကမာပလဲလက်ရှာလေးလည်းတော်တော်လှတယ်နော်ပုံလေးမီလေးနောက်ပြီးတော့ဒီမှာဒါလေးကကြတော့ဒီက Google ခောက်တာဈေးကြီးတယ်နော်ဒီကြောက်တွေဈေးကြီးတယ်နောက်ဒီကငွေနဲ့တူတယ်ငွေနဲ့တူတယ်သူကတစ်ပတ်လေဒီလိုကြောက်လေးတွေနော်လာတယ်ပရမများလို့ရဲလေးတွေရဟိုဟာလေးတွေအဝါကြပါပြောရမယ်တလင်းဝါအဲ့လိုမျိုးတွေနော်လာတယ်တပတ်လေကြောက်လေးပေါ့နော်တပတ်လေကြောက်လေးပတ်ချလေလေးငွေထင်တယ်ပုံစံငွေပုံစံပေါ့နော်ငါလာတယ်ဒီအားကြသွေးကြောက်ကြတော့ main ကလေးတွေစောင်းရတယ်တဲ့နော် main ကလေးတွေအတွက်စောင်းတင်တဲ့ကြောက်လေးပါသွေးကြောက်လေးကိုသူကဒီလို diamond ကွက်လေးတုံးလာတယ်နောက်ဒီအားကြသူရောင်အားကြဆေးပါနော်သူရောင်ဖြူရောင်ဆေးပါကွင်းလေးဒီလိုလေးဘေးနာကနုတ်လေးနဲ့နော်ဒါလေးရှိတယ်သူရအချစ်ကြောက်ပေါ့နော်နောက်ပြီးဒီအားကြတော့ဟွာခရမ်းဆွဲလေးနော်ခရမ်းဆွဲလေးကဒီမှာဒါလေးနဲ့ဝမ်းဆော့ဝတ်လို့ရတယ်ကြောက်ရည်လေးတော်တော်လှတယ်လက်တိုင်း16နော်ဒါလေးရှိပါတယ်ကြည့်ရှုနေကြတဲ့တယောက်ချင်းစီကျေးဇူးထူးတင်ပါတယ်ရှင်